မန္တလေးမြို့တဲ့စာရေးဆရာတွေကြပြဆရာတွေစာဖွဲ့လို့မကုန်နိုင်တဲ့မြို့ပေါ့လေဆရာပတ်ဆရာတွေလည်းအများကြီးရှိသလိုတစ်ခါရောက်ဘူးတာနဲ့တက်လုံးလွမ်းနေရမယ်မြို့ပေါ့မန္တလေးသူတွေကအချက်ကြောက်သိတ်ကြည့်တာဗျပါလီမြန်အနမ်းခံလိုက်ရလို့ရှင်တပွားလုံးအမဲဆက်ထင်သွားပြီဆိုတဲ့စိတ်နဲ့ညဖက်တီတောင်အိတ်မပြောတဲ့သူတွေပေါ့မြမယဉ်ကျေးမှုကိုလည်းအရန်အလေးထားသလိုနမ်းမှုနမ်းရနဲ့ပတ်သက်မယ်ဆိုရင်တော့မန္တလေးသူတွေမရှင်နဲ့ဗျမြို့ရဲ့အလှတော့စာဖွဲ့လို့မကုန်နိုင်တာမန္တလေးသူတွေရဲ့အလှကိုစာဖွဲ့မယ်ဆိုရင်တော့ကျန်းစာအုပ်တွေထူတယ်ဆိုတာနေခဲ့လိုက်တော့မန္တလေးမြို့ကပူတယ်ဆိုပေမဲ့သူမရဲ့ခါလေးကိုင်ပြီးကျုံးပေးမှာစပိတ်မဲ့စီးကြည့်ပါဦးတက်လုံးအေးချမ်းသွားလိမ့်မယ်မင်းကိုယ်တိုင်လိုက်ပို့ခဲ့တဲ့မဟာမြတ်မုနီကုသိုလ်တော်စန္ဒမုနီတောင်းတမန်အင်းဒါလေးတွေကတော့မေ့မရတဲ့အမှတ်တရတွေပေါ့တွားလည်ခဲ့တဲ့ဖရားတွေမှာပျော်လွန်ပြီးစုမတောင်းမိခဲ့လို့လားမသိဘူးမန္တလေးမြို့ရောက်ဖြစ်ခဲ့ပေမဲ့မင်းလေးနဲ့တော့မဆုံးဖြစ်တော့